Hello Noli channel ကနေကြိုဆိုလိုက်ပါတယ်။အရင်တစ်ခေါက်ဗီဒီယိုက workshop ဖို့အတွက် mindset ဘယ်လို prepare လုပ်ထားရမလဲဆိုတာပြောပြသွားရဆိုတော့ဒီနေ့ဗီဒီယိုက workshop ရဲ့အချိန်အရေးကြီးဆုံးဖြစ်တဲ့စားတာကိုဘယ်လိုစားရမလဲဆိုတော့ဒီနေ့ဗီဒီယိုမှာတစ်ချက်တူတူကြည့်သွားရအောင်။ကြအားလုံးအစီ1ကီလို shot ဖို့ calorie ဘယ်လောက် burning လုပ်ရမလဲဆိုတာသိလား။အဖြေကတော့9900 kilocalorie လောက်အောင်ဖို့လိုအပ်တယ်။ตัวနေ့တိုင်း calorie deficit 900ရအောင်စားရင် theory ရပါတော့15ရက်16ရက်အတွင်း1ကီလိုကျမယ်။ကဲအဲ့လိုဆိုတစ်ရက်ကို1000 kilocalorie deficit ဖြစ်အောင်စားရင်9ရက်8ရက်အတွင်း1ကီလိုကျမှာပေါ့နော်။ theory ရဒီလောက်ထိကျမယ်ဆိုပေမဲ့တကယ်လို့တဲ့ချိန်ခန္ဓာကိုယ်နဲ့လိုက်ပြီးတော့ပြောင်းလဲမှုရှိရပါတော့။ဥပမာတစ်ရက်ကို1000 calorie deficit ဖြစ်အောင်စားပြီးတော့9ရက်8ရက်နဲ့1ကီလိုကျမယ်အဲ့လိုဆိုရင်10ကီလိုရက်80နဲ့ကျမယ်ဆိုသူတို့ကနေကျသွားတာမဟုတ်ပဲနဲ့ကိစ္စချင်းစားရဲ့ချိန်လျှော့သွားလိုက်ခန္ဓာကိုယ်က mainly ဆိုနော် hormone အသက်ကျနေရသေးလားအချိန်ဆိုပို့ပြီးတော့ weight တက်လာတာမျိုးရှိခဲ့အဲ့လိုကြတော့ဘယ်လိုလဲဆိုအစားကအဆုံးရောက်ပြီးတော့တရက်ကို calorie deficit အများကြီးဖြစ်အောင်စားမယ်ဟုတ်ပဲနဲ့နည်းနည်းလေးစီချိန်သွားတာတော့အကောင်းဆုံးပဲပေါ့နော်ကဲအဲ့လိုဆိုရင်ဒီနေ့ဘယ်လိုချိန်တွက်ပြီးတော့ဘယ်လိုစားဝါရမလဲကိုတူဆက်လက်ကြည့်သွားရအောင်တွက်ချက်မို့လို့လာတာအမှန်ကန်ဆုံးတော့အလေးချိန်တဲ့ဟာရဲ့ဖုန်းထဲက application တကယ်ကိုပါစားလဲဆိုတာကိုမှတ်တမ်းတင်နိုင်တော့ data အမှန်ဆုံးဆိုရင်တွက်ချက်တာအကောင်းဆုံးဆိုမြဲဒီနေ့ကဒီနှစ်ခုမလို့ရဲ့လွယ်လွယ်ကူကူဘယ်လိုတွက်ချက်ပြီးတော့စားတော့တာမလဲဆိုတာကိုပြပါချင်တာဖြစ်ပါတယ်ဒီခုပြောသွားသလိုသူ့ရဲ့အစားကိုဘယ်လို short calorie deficit ဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတာကိုကြည့်ကြတဲ့အချိန်မှာအရင်ဆုံးသူ့ဘယ်လိုစားနေလဲဆိုတာအသိဖို့လိုအပ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ step 1အနေနဲ့ကတော့အရင်ဆုံးမတန်းတင်ရအောင်တစ်ပတ်လောက်ဘာမှမလုပ်ဘူးဒီအတိုင်းပဲပုံမှန်စားနေရဟာကိုနေတိုင်းမနက်စားပါစားလဲနေ့လယ်စားပါစားလဲညစားပါစားလဲကြားထဲကရေအပြင်ရေမဟုတ်ပဲနေဥမာအချိုရည်တောင်းရင်လည်းတစ်ချက်မတန်းတင်ထားရပါတကယ်ကိုထဲပစက်ထဲတဲ့ဟာအလုံးတစ်ပတ်လောက်မတန်းတင်ရအောင်အစားလျှော့တာမဟုတ်ဘူးဒီအတိုင်းပဲစားနေကြအရာကိုစားအုပ်ထဲမှာရေးတာဒီဖြစ်စေဖုန်းနဲ့တပ်ပုံရိုက်ထားတာဖြစ်စေတစ်ပတ်လောက်မတန်းတင်ရအောင်ကဲမတန်းတင်ပြီးတော့အဲ့ဒီကိုရီပါစားခဲ့တာကိုပြန်ကြည့်ကြမယ်မတန်းတင်တာအရေးကြီးတာဘယ်လိုလဲဆိုတော့ကို့အကြောင်းကိုသိဖို့ကအရင်အရေးကြီးရလို့ပြောမှာနော်ဒီလိုစကားကြားဘူးလားမသိဘူးနော်ကိုကစားတာရဲနေတဲ့ရေဖက်တော့လဲဝရတာဆိုပြီးတော့ပြောလို့ရှိရနူလီရဲ့ရင်တော့ကဒီလိုခံစားခဲ့ရဖူးရပြောဖူးရပေါ့နော်ဒါပေမဲ့တကယ်ကြတော့မဟုတ်ပါဘူးလုံးဝမရှိဘူးလို့ပြောတာမဟုတ်ဘူးနော်တကယ်ကိုလုံးဝအစားကိုလည်းအဆုံးထိ short ပြီးတော့ဘာမှမစားရင်တော့ weight ကမကျဝနေစေဆိုရင်တော့ hormone အကြောင်းဖြစ်စေအတနိုင်တော့ဆရာဝန်စီတော့ကြည့်ရတော့အကောင်းဆုံးပဲပေါ့နော်ဒါပေမဲ့လူရဲ့အတွက်ကကြတော့ဘယ်လိုလဲဆိုတော့များတော့အဖြစ်မစားဘဲနဲ့မနေဘူးတနည်းရမှာကိုစားနေဟာကိုွားတဲ့အရာမဟုတ်လို့ထင်လွဲပြီးတော့စားနေကြအကြောင်းလည်းဖြစ်တယ်ဆိုတော့ကြောင့်အရင်ဆုံးမှတ်တမ်းတင်ကြည့်ပြီးတော့ပင်နေရများနေလဲဆိုတာကိုအရင်ဆုံးကြည့်ရအောင်ကဲမှတ်တမ်းတင်တာပြီးသွားရင် step 2ထဲဝင်ရအောင်ပေါ့နော်အစား short တော့မယ်စားလျှော့ရမယ့်ချိန်သူ3နှစ်စာထဲကနေအရင်လျှော့တာမဟုတ်ပဲနဲ့ခုနမတန်းနေနဲ့ထဲ3နှစ်စာအပြင်ပါရီစားလိလဲဆိုတော့အရင်ကြည့်ရအောင်နော်ကဲနူလီနစ်နဲ့ပဲ example လုံးရင်အရင်တော့က peppermint tea coca-cola အရင်ကြိုက်ပြီးတော့အချို့စားရကြိုက်တယ် chocolate တို့နောက်ကိမုန်လေးတို့ပြီးတော့အာလူကျော်အခုပြောရတဲ့3မျိုးရဲ့ calorie တွေအရင်ကြည့်ရအောင်နော်ပထမဆုံး peppermint tea လက်ဖက်ရည်ပါမယ်နှုတ်ပါမယ်တာကူပါမယ်ပြီးတော့အကြားပါမှာပေါ့နော်900လောက်ရှိရနော်ထမင်းတစ်နှစ်စာရှိပြီပုံမှန်အဖြစ်တပူးတောက်တာနဲ့ကိုအိုက်ပြေဝိုင်းပါညာမဖြစ်ဘူးလေနော်အဲတောက်ပြီးထမင်းထပ်စားမှမျိုးဖြစ်တယ်ဆိုတော့ပြီးတော့ Coca-Cola လည်း350 ml တပူးကို180 calorie လောက်ရှိမှထင်တယ်အာလူကျော်တစ်ထုပ်ကို calorie 300 point လောက်ရှိရဆိုတော့ခုနပြောတဲ့ calorie deficit 900ရအောင်လုံးမဲ့900ရအောင်လုံးမဲ့ပါညာဆိုတဲ့ထဲမှာအကယ်မုံစားနေတဲ့လူတွေကဒီမုံလျှော့တာတွေကို calorie deficit ကဖြစ်နေလွယ်နဲ့ဖြစ်နေပြီအလုံးဝချက်ချင်းကြီးပါချက်ပြီးတော့အခုချိန်လေးစားပြီးတော့ဒီမုံတွေအလုံးစားလို့မရတော့အဲ့လိုတော့မဟုတ်ဘူးစားတဲ့အကျဉ်းကြီးပမာဏကိုရှော့တင်တာပေါ့နော်တခု9ရက်လောက် big tea တောက်တယ်ဆိုပါဆိုပထမပတ်က2ရက်လောက်ပဲတောက်ရအောင်အဲ့လိုနည်းနည်းချင်းရှော့ရပါတော့တထိုင်နဲ့ကိုအာလူကျော်2ထုပ်3ထုပ်လောက်ယူပြီးတော့ရုပ်ရှင်ကြည့်ရင်စားလေးရှိရင်တစ်ထုပ်ပဲယူပြီးတော့တစ်ထုပ်ပဲရစားရအောင်အကယ်တစ်ထုပ်ပဲစားရလို့ကကြတော့တဝက်စားရအောင်ဒီလေ weight short ပြီးမှတည်ရဆိုတာစားဆရာမုံတွေကလေပုံမှန်ဖြစ်တထိုင်နဲ့ကောင်အောင်မစားရင်လည်းရတယ်အာလူကျော်တစ်ထုပ်ကိုလည်းတဝက်လောက်ပဲစားပြီးတော့တဝက်လောက်ကကောင်းကောင်းလေးတိမ်ပြီးတော့နောက်ထောက်ထပ်စားတာမျိုးလည်းရတယ်ဆိုတော့အရင်ဆုံးစားတဲ့အချိန်ကြီးစားတဲ့ပမာဏကိုအရင် short ကြည့်အောင်3နှစ်စာပြင်စားတဲ့မုံတွေအချိုရည်တွေ short သွားပြီဆိုရင်တတိယအဆင့်တွေ့ရဲ့3နှစ်စာထဲကစားတဲ့ဟာကိုနည်းနည်းချင်းချင်းပြီးတော့စားကြတာပေါ့နော်ဘလို့စားတင်လဲဆိုတာအရေးကြီးရတော့တိုးစားတဲ့ဝေစုပမာဏနဲ့အာဟာရညီမျှမှုပေါ့နော် BFC balance ဖြစ်အောင်ဒီနေ့ပြောချင်တဲ့နည်းထဲမှာတို့တွေ BFC balance ဖြစ်အောင် protein ဘလို့စားရမလဲအဆီဘလောက်လဲcarbohydrate ဘလောက်လဲဆိုတာကိုမတွက်ပဲနဲ့ကိုယ်တစ်ခုက protein ကိုပဲအဓိကထားပြီးတော့ရအောင်စားရအောင်ကျန်တဲ့ဟာနဲ့ချင်းချင်းပြီးတော့ short စားတာမျိုးပဲလုပ်ကြတာပေါ့နော်ကဲအဲ့လိုဆိုရင်ဘလို့စား
စားတင်လဲဆိုဥပမာပုံမှန်မနက်စာကိုထမင်းကြော်နဲ့လက်ဖက်ရည်နဲ့တောက်တယ်ဆိုပါဆိုခုထဲမှာ protein ကနည်းနေသေးရဆိုတော့ကြိုးပြုတ်ပေါ့နော်ဤလေစားလဲအတူတူပါပဲထမင်းစားမယ်အသက်နိုင်တော့အရက်တစ်မျိုးအစားပေးအောင်ထမင်းပုံမှန်နိုင်စားမယ်တော့နိုင်တော့ဥမာပုံမှန်ရဲ့သုံးပုံတစ်ပုံလောက်ရှော့တာတို့နည်းနည်းချင်းစီရှော့စားပါပေါ့နော်ထမင်းစားမယ်အရက်တစ်မျိုးစားမယ် protein အသားဖြစ်ဖြစ်ငါးဖြစ်ဖြစ်ကြက်ဥဖြစ်ဖြစ်protein တက်ရအောင်စားမယ်စားတဲ့ချိန်မှာလည်းစားတဲ့ order တစ်ချက်ပြောင်းစားရင်တော့ပိုကောင်းတာပေါ့အရင်ဆုံးအရွက်စားမယ်ပြီးရင်အသားစားမယ်ပြီးမှထမင်းစားရအောင်ပေါ့နော်တထိုင်နဲ့အရက်ကောင်စားအသားကောင်စားပြီးမှထမင်းစားတာမဟုတ်ပဲနဲ့တက်နိုင်တော့ဥမာအရက်ကိုအရင်စားမြများစားထမင်းနဲ့စားဖို့တည်းနဲ့ချမ်းပေါ့နော်အသားလည်းဒီလိုရဲ့အသားကိုရင်စားထမင်းနဲ့စားဖို့တည်းနဲ့ချမ်းနှစ်ခုစလုံးစားပြီးမှထမင်းနဲ့ဟင်းနဲ့ပေါင်းစားတာပေါ့ဒီလိုစားခြင်းအပြင်သူရဲ့ glucose spike ပေါ့နော်တိုးမတက်အောင်လုပ်ပေးရဲ့အတွက် workshop ဖို့အတွက်ကထူးဝင်တယ်ပေါ့နော်အသေးစိတ်ကတော့နောက်ဗီဒီယိုမှာထပ်ရှင်းပြသွားမယ်နော်ညစာလည်းတူတူပါပဲအစီလျှော်မယ်အရွက်စားမယ်အသားစားမယ်ထမင်းကလျှော့လို့ရရင်တော့ညစာတော့နည်းနည်းပုံမှန်ရဲ့တော့ဝက်လောက်လျှော့ပြီးတော့စားရင်တော့လည်းအကောင်းဆုံးပါပေါ့ဒီနောက်တစ်ခုအစီလျှော့မယ်လို့ပြောရချိန်စားလို့ရမ်းကောင်းတယ်ဆိုပေမဲ့စီပြန်ဟင်းစားရဲ့ချိန်ဒီစီပြန်ဟင်းရဲ့အနစ်ကိုထမင်းနဲ့စားတာမျိုးတို့ထမင်းစီစမ်းစားလို့ကောင်းတယ်နော်ထမင်းစီစမ်းနဲ့တက်နိုင်တော့လုံးဝမစားတာမဟုတ်ဆိုပေမဲ့နည်းနည်းစားတဲ့အကျင့်ကြီးလေးကို short ပြီးတော့စားရင်တော့အကောင်းဆုံးပေါ့နော်ကဲနောက်ဆုံးပြောချင်တာကတော့အခုလို short စားသွားမယ်အမြဲပြောနေကြအတိုင်းပဲမြင်ဖို့မလိုအပ်ဘူးမြဲဖို့လိုအပ်တယ်တက်နိုင်တော့အစားချိန်ရင်ပုံစံတစ်ခုကိုနှစ်ပတ်လောက်ချိန်နေကြည့်ပြီးတော့အချိန်ပေါ့နော်အစားကိုလည်းတစ်ခါနဲ့အများကြီးတော့မလျှော့ပါနဲ့နည်းနည်းစီလျှော့သွားရအောင်ခေဒီနှစ်ပတ်အတွင်းကိုယ့်ရဲ့ weight ချိန်ကြည့်ရင်လည်းကောင်းတယ်ဆိုမဲ့မှန်လေးကြည့်ပေါ့နော်တိုင်းလည်းတိုင်းထားကြည့်ရင်ကောင်းတာပေါ့နှစ်ပတ်အတွင်းပေါင်ချိန်ဆက်ပေါ်က weight ကကျနေရယ်မျက်လုံးနဲ့ကြည့်ရင်ကျနေရရှိတယ်တော့မလျှော့နဲ့ဒီတိုင်းပဲဆက်ထိန်သွားရအောင်ကဲမကြတော့ဘူးဆိုတဲ့ချိန်မှာနည်းနည်းတစ်လျှော့ရင်ကောင်းမလားချိန်တာတော့ချက်ချင်းကြီးတစ်ပတ်လောက်ပဲလျှော့စားပြီးဒါလေးမဟုတ်ပါဘူးဆိုပြီးတော့အဲ့လိုမလုပ်ဘဲနဲ့ချိန်လေးနဲ့ပေးပါနော်နှစ်ပတ်လောက်စားပြီးအချိန်ကြီးကြည့်ထိန်သွားတင်လားမဆိုးဘူးဆက်ကြနေသေးရဆိုရင်ထိန်သွားရအောင်ကဲမကြတော့ဘူးဆိုရင်တစ်ခေါက်နှစ်ပတ်လောက်တစ်ခေါက်ချိန်မြင်လည်းတစ်လျှော့မလားဆိုပြီးတော့ဖြည်းဖြည်းချင်းစီပါနော်ချိန်ကြည့်ပြီးတော့စားဝါကြည့်အောင်ဒီနေ့ပြောရတာကိုအချင်းချုံရင်တော့ calorie deficit ဖြစ်အောင်နံပါတ်1အရင်ဆုံးမတန်တင်ရအောင်မတန်တင်ပြီးရင်ကိုရစားတဲ့ထဲကသုံးနှစ်စာအပြင်လျှော့လို့ရတယ်မုံလို့ရှိရင်နည်းနည်းချင်းစီလျှော့သွားရအောင်ပေါ့နော်ပြီးတော့သုံးနှစ်စာထဲက protein ပြည့်စုံအောင်စားပြီးတော့နောက်ဆုံးချက်ကတော့စိတ်ရှိရှိလေးနဲ့နည်းနည်းစောင့်ကြည့်ပေးပေါ့နော်အမြန်တာအရေးကြီးရမှာမဟုတ်ဘဲနဲ့သူတွေရလက်ကိုတွေ့နိုင်အောင်မြဲတာပိုအရေးကြီးရဆိုတော့စိတ်ထထားပြီးတော့ကိုလည်းနည်းနည်းအချိန်ပေးပြီးတော့ကြိုးစားရကြတာပေါ့နော်ဒီအားလုံးလို့ကြည့်သွားချင်တယ်ဆိုရင်ဒီဗီဒီယိုရဲ့ comment မှာလည်းဒီနေ့ပါစားသွားလဲဆိုတာကို comment မှာရေးသွားပြီးတော့မှတ်တမ်းတင်သွားလို့လည်းရတယ်နော်ဒီဗီဒီယိုကအကျိုးရှိရလို့ခန်းစားရရင် like နဲ့ subscribe လေးပြဖို့တောင်းဆိုလိုက်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်အားလုံး bye bye